ဆရာတို့တွေအခုပွဲစဉ်နှစ်ပွဲကတော့ကျွန်တော်တို့အုပ်စု E နဲ့ F နဲ့ပွဲစဉ်နှစ်ပေါ့နော်ကျွန်တော်တို့ဒါ Ecuador နဲ့ Cuba ဆောင်နဲ့တစ်ဖက်ကကြတော့ကျွန်တော်တူနီးရှားနဲ့ဂျပန်နဲ့ဒါတူနီးရှားကတော့ဆွီဒင်ကိုဒါ9ပြတ်နဲ့ရှုံးနေတော့နီးပြထုတ်လိုက်ပြီးတော့ဒါနီးပြတဲ့ရောက်လာတယ်နော်ကမ္ဘာဖလားမှာအဲ့လိုတပွဲနဲ့ဒီကင်ပြီးတော့နီးပြကိုထုတ်လိုက်တာပထမဆုံးချိန်မှာပြောလို့ရတယ်ချက်ချင်းနီးပြတဲ့တခုတယောက်ကိုခန့်အပ်လိုက်တယ်ဒါရေနာရောက်လာတယ်ပေါ့နော်အဲ့ရောက်လာတော့အခုဂျပန်နဲ့တွေ့တဲ့အနေအထားတစ်ခုမှာဒါတသိန်းအောင် Ecuador ကတော့ကျွန်တော်တူနီးရှားတော့ဒါ9ပြတ်ရှုံးလာတယ်ဂျပန်ကတော့ဒါလက်တော်မှာမိုရီယာစုလက်ထက်မှာခြေစုံပုံစံကတကယ်ကိုဖောင်ကကောင်းနေတဲ့ပုံစံလို့ပြောလို့ရတယ်เนาะနယ်တာလန်ကိုကျွန်တော်တူတူကစားခဲ့တယ်ဒီတိုက်စစ်ပိုင်းဆိုင်ရာဖောင်ကဟိုကစားအားကကွင်းလေပိုင်းဖန်တီးမှုဒီအဲ့ကို plastic ကိုပတ်မှုပိုင်းတွေကအရန်ကိုချိတ်ဆက်ကောင်းနေတဲ့အနေအထားတစ်ခုမှာဒါတူနီးရှားခံစစ်ကတကယ်ကိုကြစ်တဲ့ဖြစ်အောင်မပြင်ဆင်နိုင်ဘူးဆိုရင်တော့ဒီပွဲကဘယ်လိုပဲဖြစ်နေဂျပန်ရဲ့ဘောလုံးစတိုင်ကလည်းရှင်းရှင်းလေးအမြန်ဘောလုံးအမြန်စီးမယ်စီးပြီးတော့အချိန်ကောင်းတဲ့ကိုသူတိုက်စစ်စင်ပြီးကစားမယ်အဲ့တော့တူနီးရှားအနေနဲ့ကအားကိုးစရာရှိတယ်သူ့အနေနဲ့ဂျပန်ကိုကွင်းထဲမှာနေရာလို့မပေးဘူးပဲခံစစ်ကိုကြီးလေးပြင်ပြီးတော့နေရာလို့မပေးဘဲနဲ့သူအားကိုးရမှာရှင်းရှင်းလေးကျွန်တော်တို့ဒီပြည်တယ်ပေါ့ဆက်ပစ်တွေကနေအားကိုးရမယ်ဒါတံမြန်တိုက်စစ်တွေကနေအားကိုးရမယ်အနေထားတော့ပဲရှိတဲ့အနေထားမှာဒီနှစ်သိန်းပွဲစဉ်မှာတော့ကျွန်တော်တို့ဂျပန်ကိုနည်းနည်းတော့ကြိုက်တယ်အဲ့တော့ဒီနှစ်ပွဲစဉ်မှာကျွန်တော်အုပ်စုE ကနေမှဒီကျွန်တော်တို့ Ecuador နဲ့ Cuba ဆောင်ပွဲကိုပို့ပြီးတော့ကျွန်တော်တို့အလေးပေးချင်းကတ်ချင်တယ်ပေါ့နော်အဓိကကတော့အဲ့ပွဲစဉ်ကို Ecuador Cuba ဆောင်ကနှစ်သင်းစလုံးကပွဲစဉ်တစ်တွေမှာရှုံးပွဲကိုစီနဲ့ဖြစ်နေတဲ့အနေအထားတစ်ခုမှာဒီပွဲစဉ်မှာကတော့ဒါအုပ်စုတတိယအကောင်းဆုံးရွေးချယ်မဲ့ပွဲစဉ်လို့ပြောလို့ရပါတယ်နော်ဘယ်လိုဖြစ်လို့ Ecuador နဲ့ Cuba ဆောင်ကဆိုအဲ့တော့တစ်ဖက်မှာဖြစ်နေတဲ့ပြဿနာကဒါခံစစ်အင်ပတန်မာတဲ့အသင်းနဲ့ဒါတိုက်စစ်ဖွင့်ကစားတဲ့နှစ်သင်းတွေ့တဲ့အနေအထားတစ်ခုပါအဲ့တော့ဒီ Ecuador ရဲ့ပြဿနာကလည်း तू ကတိုက်စစ်ကလည်းအရင်ဂိုးသွင်းတဲ့အတင်းမျိုးမဟုတ်ဂိုးသွင်းဖို့လည်းအရင်စူးစမ်းတဲ့အတင်းလည်းမဟုတ်ဘူးဒါပေမဲ့တစ်ဖက်မှာအားသာချက်တစ်ခုနေရတော့ခံစစ်ကို तू ကလုံအောင်မနေတော့အရင်ကိုလုံအောင်ကစားတတ်တဲ့အတင်းမျိုးကြစ်လေးဖြစ်နေအောင်တကယ်ကိုတတိုင်းတစ်ခုလိုကြောက်တတိုင်းတစ်ခုလိုဖြစ်အောင်လုပ်နေကစားနေတဲ့အတင်းဖြစ်ဒါသူ့ရဲ့နောက်ဆုံးပွဲ20ကိုပြန်ကြည့်ပြန်လို့လေတွင်းကိုကတပွဲပြင်းပြင်းမှာ 0.75 အပေးကိုကြည့်တယ် 0.35 ပဲရှိအနေသားတစ်ခုမှာဒီအတင်းကတကယ်ကိုဂိုးတကိုးရရင်တော့မှတော်ပြီဆိုတဲ့အတင်းမျိုးဖြစ်နေတဲ့အနေသားတစ်ခုဆိုကျွန်တော်ဒီနှစ်နှုတ်80ဘော်ရီဂျေးကနန်းဈေးကနန်းမှာတော့ကျွန်တော်သူနိုင်မယ်ဆိုတော့တေချာတယ်ဗျသူ့ကိုကျွန်တော် 1C2C လို့လောက်တော့ပေးပြီးတော့နိုင်ရင်လည်းနိုင်ပေါ့နော်ကျွန်တော်တော့အဲ့တော့330ရှုံးကနန်းဖြစ်နေဂျေးကနန်းထွက်နေတဲ့ဒီဂိုးပေါင်းဈေးမှာတော့ကျွန်တော်ဒီပွဲစဉ်ကိုဂိုးအောက်ကိုပဲကျွန်တော်ရွေးချယ်ခြင်းတယ်ပြီးတော့ဒီပွဲကဒီကွင်းလယ်ပိုင်းမှာဒါစနစ်တကျတဲ့ဘောလုံးကို Ecuador ထိန်းမယ်တကိုးရရင်တော်ပြီ Ecuador ထိန်းမယ်အဲ့တော့ Ecuador ရဲ့ခံစစ်အမားလေးတစ်ခုလောက်ကိုပဲကျူပါဆောင်ကဖမ်းပြီးတော့ပြန်တိုက်စစ်ဆင်တယ်ဒီလောက်နဲ့ပဲသွားပြီးတော့မှအဲ့တော့ Ecuador ကတော့ဒါအတွေ့အကြုံရဖြစ်တော့အများကြီးပူတာနေတယ်ကမ္ဘာဗလားအတွေ့အကြုံပါပူတာနေတဲ့အတင်းနောက်ဆိုတောင်အမေရိကခြေစစ်ပွဲဇုံမှာလည်းအားကောင်းလာတယ်အတင်းတစ်ခုဖြစ်နေတဲ့အတွက်ကြောင့်မလို့နိုင်အောင်ဂိုးမပြတ်ဘူးလို့ထင်တော့အဲ့ဒီပွဲစဉ်အတွက်ကိုကျွန်တော်ကတော့ဂိုးအောက်ကိုပဲဒီနှစ်ပွဲမှာဒီ Ecuador ဂိုးအောက်ကိုပဲရွေးချယ်ချင်ပါတယ်အဲ့ဒီအုပ်စု E နဲ့ F မှာဆရာတို့ရဲ့ရွေးချယ်မှုလေးတစ်ချက်ပြောပြပေးအကွေတော့ကတော့ဒါ तू တော်တော်ရုံးရတော့ဘာလို့လဲဆိုတော့ तू ပွဲဥတော့မှာ Ivory Coast တေးကစားနိုင်တဲ့ရှုံးသွားတဲ့အတွက်ကြောင့်လို့သူတကယ်တော့ကြက်သွားဆိုတော့ तू အကောင်းဆုံးတက်တဲ့အတင်းဖြစ်ဖို့ तू ကမျောလင်းရတော့မလို့တော့ဖြစ်ဆိုတော့ तू အပိုင်းကစားအကောင်းတယ်ဘိုးသွင်းမသေးကြဘူးအဲ့တော့ तू Ivory Coast နဲ့ပွဲမှာဆိုရင် तू ဘောလုံးရတာနဲ့ तू ကန်တယ်ရှုံအောင်စိုက်ကစားတာတော့ဘိုးသွင်းမသေးကြတာလို့တွေ့နော်ဟိုကျူရောဆောင်ကတော့ဒါ7-1နဲ့ရှုံးထားတဲ့အတွက်ကြောင့်မလို့ तू ကဒီပွဲမှာကိုယ်လည်း good side ကစားပါမယ်ဒီပွဲမှာကျွန်တော်ကဘယ်လိုချင်းကချင်လဲဆိုတော့အကွေတော့ခံစစ်ပိုင်းပေါ့သူကဒါတောင်အမေရိကဆိုချစ်စစ်ပွဲဖြတ်တန်းမှုပါဆိုတော့အကောင်လုံးသူကခံစစ်ဖြစ်ခဲ့တယ်ဆိုတော့တချို့ဆောင်အနေနဲ့ဂျာမနီနဲ့ပွဲမှာဂိုးရပဲဒီပွဲမှာဂိုးရဖို့မလွယ်ဘူးဘော်လီစင်းနဲ့ဂိုးမောင်လေးဖွင့်နေမှုကလည်းကွာအားချက်ရှိတော့တခါတော့မဖြစ်ဘူးပေါ့နော်နှလုံး procession ကိုကျွန်တော်တို့တော့တုံးရှုံးဆိုတော့တိတ်ကိုနိုင်တယ်လို့ကျွန်တော်ထင်အကွေတော့ကလည်းဂိုးရောက်ကိုရုံးကန်ရနိုင်ဟုတ်တော့ဒီတက်ကျူတော်ဆောင်ဘက်ကကြည့်မယ်ဆိုရင်လည်းဂိုးတော့မရနိုင်ဘူးဆိုတော့ဘက်ကနေကျွန်တော်ချင်းကက်ချင်အကွေတော့ကလည်းဂိုးသွင်းမလဲပဲကြည့်ရမယ်ပွဲထင်တယ်ဟိုဘက်ကဂျပန်နဲ့ကျွန်တော်တူနီရှာကိုကြည့်မယ်ဆိုရင်တူနီရှာကပထမဆုံးပွဲမှာဒါဆွီဒင်ကို 5-1 နဲ့ရှုံးပြီးတာနဲ့ဒါနီးပြောက်ကိုထုတ်လိုက်ထုတ်ပြီးတော့တခါအခုရီနာပြင်သစ်သားနီးပြောက်ကိုထုတ်ပြီးတင်သစ်သားကိုပြန်ခန့်ဆိုတော့ဘာတွေတောင်းလဲလာမလဲတော့မသိဒီအစီအစဉ်မှာပြောအာရှဈေးကွက်ကဂျပန်က 1D တောင်ပေးရတယ်ဆိုတော့တော်တော်ရွတ်ကြဒေးပဲမရှိဘူးပေါ့နော်1ပေါင်းသူတို့စာပေပေါင်း80ရာနေပြီးတော့ 1D လို့ချက်ချင်းပြန်ပြောင်းလိုက်ရဆိုတော့ရင်းတော့မလေးစားရအောင်ကြာနော်အဓိကတက်ကိုတော့မလေးစားရကြာဆိုတော့ဒီဘိုးပြန်မှာဗျာဆိုတော့ဒေးပဲမရှိဟုတ်ဒီဂျပန်နဲ့တူနီရှာဆိုတော့ဒီလောက်အဆင့်တန်းဘောလုံးအဆင့်တန်းပိုင်းကိုတိတ်တော့ကွာရတာမဟုတ်ဂျပန်မှာဆိုတာမီတိုမာနဲ့ကူဘိုတို့မှာပါနိုင်တဲ့
တိုက်စစ်အားတော်တော်ကြောက်လို့ပေါ့ဒီပထမဆုံးပွဲမှာဆိုလေဒါကျွန်တော်နယ်သာလန်လိမှာရွှေပလက်စုကြရတဲ့လူကြီးဒါတိုက်စစ်မှုလူကြီးဒါဆိုလေဘိုးမရောက်ခြေစွမ်းလည်းသိမပြဆိုတော့ဒီအခြေအနေမျိုးကြီးမှာဘိုးပြတ်ပါမလားဆိုတဲ့အခြေအနေကြီးမှာဝမ်းဒီဖွင့်နေတာတော်တော်စိတ်ဝင်စားဖို့ပေါ့ဆိုတော့ကျွန်တော်အဲ့ဒီအာရှဈေးကွက်တော့ကိုပဲလိုက်ပြီးတော့ဂျပန်ကဲကာမာတာတို့ကွင်းလေအောင်လားကာမူလာတို့ရဲ့ကွင်းလေဂိုးသွင်းအားနဲ့ဒီဘွဲမှာယူရီတာဂိုးရမလားဆိုတဲ့ညှော်လင်းချက်တွေပေါ့နော်အာရှဈေးကွက်နဲ့အတူကျွန်တော်ဂျပန်ကြိုက်ဟုတ်ကဲ့ဆရာတက်အနေနဲ့ရောကျွန်တော်မြင်တော့ဟုတ်လား Ecuador ပွဲကိုကျွန်တော်ကတော့ဆရာဆန်နဲ့တိတ်ပြီးတော့အမြင်မတူဘူးပေါ့နော်ဒါဘာကြောင့်လဲဆိုတော့အုပ်စုတတိယနေရာပဲရဖို့ဖြစ်စေအုပ်စုဒုတိယနေရာရဖို့ပဲဖြစ်စေ Ecuador အတွက်လိုအပ်နေတာနိုင်ုံနဲ့မရဘူးဒီပွဲကသူ1စီးနဲ့နိုင်လို့လည်းမရဘူး2စီးနဲ့နိုင်လို့လည်းမရဘူးပြီးတော့အုပ်စုများသွင်းတော့ဟိုမှာအုပ်စုတမှာဂျာမနီ 7-1 သွင်းထားတယ်တခြားအုပ်စုတွေကလည်းဂိုးတွေတအားသွင်းထားတဲ့အသင်းတွေနဲ့ချီကွာတဲ့အသင်းတွေမှာအဲ့လိုထွက်လာတဲ့အတွက်သူဒီပွဲမှာ2စီးသွင်းထားလို့သူ့အတွက်အုပ်စုတက်တရတော့မသေးကြသေးဘူးဆိုတဲ့အတွက်ဒီမထင်မှတ်ထားတော့တဲ့ဈေးကပြင်းသွားတာပေါ့နော်ပြင်းသွားတဲ့ချိန်မှာကျွန်တော်ကြည့်တော့ဒီကူရာဆောကိုကျွန်တော်စလာတော့ချင်းကတ်တော့ကျွန်တော်တို့တအားမနှိစက်တဲ့အတင်းဆိုချင်းကတ်ကြည့်အချိန်မှာဂျာမနီနဲ့တွေ့တော့တော်တော်လေးကိုခန်းစက်ကဖျိုးပြဲနိုင်လို့ပြီးတော့ဂိုးသွင်းခွင့်တွေပေးတာများကန်ချက်တဲ့လူကြီးကန်လို့ပဲသူတို့ပိတ်တာ space တွေကိုအများကြီးပေးတာ space တွေပေးထားတဲ့အချိန်မှာဂျာမနီကလှုပ်ချင်တာလှုပ်သွားဂျာမနီမှာအဲ့လိုတူကောင်းတယောက်ခေါင်းနဲ့လှုပ်လို့ရတယ်ဟို Ecuador ကိုကြည့်တော့ခုနကလိုပေါ့တောင်အမေရိကဆိုမှာခက်စစ်အကောင်ဆုံး9ခုနဲ့ပဲပေး9ခုနဲ့ခြေစပ်အောင်လာဒါပေမဲ့သူ့အသင်းကိုကျွန်တော်ကြည့်လိုက်မယ်ဆိုရင်ခုနဆရာကျော်ပြောလို့ပဲပေးကတော့ဒိုင်နေဖွင့်လာတဲ့အတိုင်းပါသူစင်တာဘက်မှာဒီ PSG ကပါချိုရှိမယ်ဒီဘက်မှာဟင်ကာပီရှိမယ်ကွင်းလယ်မှာကိုက်ဆေးတို့ရှိတယ်အဲ့တော့သူတို့က defensive midfield ပေါ့အကုန်လုံးအပြည့်အကောင်းဆုံးပဲသူ့အသင်းကစားတာဒါပေမဲ့တိုက်စစ်ကိုကျတော့ဆရာဆန်ပြောလို့ပဲကျွန်တော်တွားကြည့်တိုက်စစ်မှာအထောင်ထားတယ် Anablancia ကျွန်တော်တို့တော့မေ့တော့ဘောဆမ်းမှာကစားနေတော့ Anablancia နောက်ဒီတင်တော့ပျောက်ပြီးတော့ဒီတိုက်စစ်မှုပဲသူတို့ရွေးလာအမေကြီးမှာတော့ကစားပါဘူးရနော်36နဲ့တိုက်စစ်ကိုထားပြီးကစားတဲ့အတွက်လိုချင်တဲ့3ဂိုးပြက်အနိုင်ရမလားဒါမှမဟုတ်ဂိုးမပြတ်အောင်ထား3-0ပြက်နိုင်ရမလားဆိုရင်ကွင်းလေတက်ယုံမလားကွင်းလေတက်ယုံမှုပဲရှိတယ်Anablancia တူတဲ့အားနဲ့တော့မရနိုင်ဘူးအဲ့ဒါကြောင့်ကျွန်တော်အဲ့ပွဲကိုကျတော့ Ecuador နိုင်ခဲ့ရင်လည်း Ecuador ဖွင့်ပြီးတိုက်ရတော့မယ့်အနေအထားဖြစ်နေပြီဖွင့်တိုက်တော့မယ့်အနေအထားဆိုရင်ကျွန်တော်တို့ခုနမထင်မှတ်ထားတဲ့ဒီကြေးတော့လိုက်ရမယ်ဆိုရင်တော့ဖြစ်ကောင်းဖြစ်နိုင်တယ်3စီကကျွန်တော်ဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့လိုမျိုးဒါဒီလောက်ကမပေးသင့်ဘူးဆိုပေမဲ့သူလိုအပ်နေတာကဂိုးဖြစ်ဂိုးတွေများများဂိုးဖြစ်တဲ့အတွက်ရုံးမယ်ဆိုရင်တော့သူကစားသမားအင်အားကရုံးနိုင်တဲ့အဆင့်မှာရှိတယ်ဒီဘက်ကတူနီးရှားကတော့ကတော့ပီယိုပြဲပဲရာဆာဝါပီယိုပြဲဆိုတဲ့အတွက်အဲ့ဒီအားနည်းချက်ကိုတိထားလို့သူတို့ရုံးပြီးတော့ဂိုးများများရပြီးတော့အုပ်စုဒုတိယမရလဲတတိယနဲ့သွားတယ်ကွာဆိုပြီးတော့သူတို့တေချာအောင်လုပ်မယ်ဆိုရင်သူတို့ကဒီပေါ်တွေကကျွန်တော်အောင်ကောင်းအောင်သွားနိုင်တယ်ဒါပေမဲ့ကျွန်တော်အကြိုက်တော့မဟုတ်ပါဘူးကျွန်တော်အကြိုက်ရွေးမယ်ဆိုတော့ဒါဂျပန်ဒီလိုနှစ်ပွဲမှာရွေးမယ်ဆိုရင်ကျွန်တော်ကဂျပန်ကိုကြိုက်တယ်ဒါပေမဲ့တစ်ခုရှိတယ်ကျွန်တော်ကူဘိုနဲ့ဟိုဟာနဲ့ဒိုမာတို့မပါတော့တိုက်စစ်အားလေပါဘူးဆိုတော့မပါဘူးဆိုတဲ့အချိန်မှာအန်တိုနဲ့ကူဘိုနဲ့မပါဘူးဆိုတဲ့အချိန်မှာဒီကြောယိုးလေးကနည်းနည်းတော့ဒါပေမဲ့ဂျပန်မှာဒီလိုတူတယောက်ကောင်းကစားတာတော့မဟုတ်ဘူးသူကသွင်းလိုက်အမြဲတမ်းဘယ်လိုစီစဉ်မှုတော့ဘသူကစားတာကောင်းပါတယ်ဝီယာဆုလက်ထက်မှာလည်းတော့နောက်တန်း3ယောက်ထားပေးမယ်လေကန်စစ်လည်းကောင်းကန်စစ်ကတော့အကုန်အပြည့်ပဲပြန်ဆင်းတာပြီးတော့တူနီးရှားနဲ့2000ဒီလိုပေါ့2020နောက်ပိုင်းသူတို့3ပွဲကစားရတယ်အဲ့မှာ2C 3C နိုင်ရတဲ့အတွက်ခုနလို180ကနေ1D လောက်ကြီးဆင်းသွားတယ်ဆိုတာအမှန်တော့ဂျပန်ကိုကြိုက်ပြီမဲ့အဲ့ဒါတော့ကိုယ့်အတွက်မကောင်းဆိုတော့အဲ့လောက်ကြီးကတော့ဒီနေ့မပေးစေချင်ဘူးပေါ့အမှန်180နိုင် 1D လောက်ဆင်းနေဆိုတာမကောင်းတော့မကောင်းဘူးဒါပေမဲ့လည်းကျွန်တော်တို့ကကြေးနောက်လိုက်မယ်ဆိုရင်တော့ကျွန်တော်ကလည်းဂျပန်ကြိုက်ရင်းဆွဲရှိနေတော့ချိုင်းဆွဲရှိနေတော့လိုက်မယ်ဆိုတော့လိုက်မလိုက်ကျွန်တော်တို့ကကျွန်တော်ကတော့ဟိုပါပေါ့ကြေးကိုကြည့်ရရင် Ecuador 3လုံးမြော်မဲ့စာကျွန်တော်တို့ကဒီဘက်ကဂျပန် 1D ကိုဆိုရင်ကျွန်တော်ကဂျပန်ကြိုင်းဆွဲလက်ရှိတဲ့အတွက်ဂျပန် 1D ကိုကျွန်တော်ကပို့ပြီးတော့ရွေးချယ်ပါတယ်ဟုတ်ကဲ့ဘာကြောင့်လဲဆိုတော့ဂျပန်အနိုင်တေးကြတယ်အနိုင်တေးကြတယ်လို့ဆိုတော့ဆောက်စကွက်ဖြစ်တယ်နော်အဲ့တော့ကျွန်တော်တို့က 1D ကိုရွေးရတာကိုယ့်အတွက်safe ဖြစ်တယ်နည်း safe ဖြစ်တယ်လို့ကျွန်တော်ယုံကြည်တယ်အဲ့ဒါကြောင့်အဲ့လိုနှစ်ပွဲရွေးမယ်ဆိုရင်ကျွန်တော်ဂျပန်ကိုရွေးပါဟုတ်ကဲ့အုပ်စု E နဲ့ F ရဲ့ပွဲစဉ်နှစ်ပွဲကိုကျွန်တော်သုံးသပ်သွားတာပါအဲ့ဒီပွဲစဉ်နှစ်ပွဲသုံးသပ်ပြီးမှတော့ထွက်လာတဲ့ရွေးချယ်မှုတစ်ခုကတော့ကျွန်တော်တို့ဂျပန်နဲ့ Ecuador ကိုရွေးချယ်လိုက်ပါတယ်အားလုံးပဲအောင်ပွဲဆင်နိုင်ပါလိမ့်မယ်